မြို့ငယ်လေးတစ်မြို့ရဲ့တိတ်ဆိတ်တဲ့ကမ်းနားလမ်းလေးတစ်ခုမှာပေါ့နေဝင်စေးစာရဲ့ရွှေအိုရောင်အလင်းအောက်မှာလူရိုးလေးကိုဟာသူ့ရဲ့ပုံမှန်လှုပ်ဖြစ်တဲ့စာအုပ်ဆိုင်လေးကိုပိတ်ဖို့ပြင်ဆင်နေပါတယ်။အဲ့ဒီအချိန်မှာပဲအလွန်လှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်တဲ့မေမေဟာကမ်းနားလမ်းဘေးကခုံတန်းလေးမှာထိုင်ပြီးစာအုပ်တစ်အုပ်ကိုဖတ်နေခဲ့ပါတယ်။ကိုကသူ့ဆိုင်ရှိကအမိုက်တွေကိုလဲကျင်းရင်းမေမေကိုခိုးကြည့်နေမိတယ်။မေမေကလည်းတစ်ခါသူ့ကိုပြန်ပြုံးပြတတ်ပါတယ်။နေ့ရက်တွေကုံဆုံးလာတာနဲ့အမျှကိုနဲ့မေမေတို့ဟာတဖြည်းဖြည်းရင်းနှီးလာကြပါတယ်။မေမေကနေတိုင်းကိုဆိုင်ကိုလာပြီးစာအုပ်တွေဖတ်တယ်ကိုကလည်းမေမေကြိုက်တတ်တဲ့စာအုပ်အသစ်လေးတွေရောက်လာရင်ပြောပြပေးတယ်တခါတလေမေမေကကိုကော်ဖီလေးလာတိုက်တတ်တယ်လို့ကိုကလည်းမေမေစာဖတ်နေတော့ရေခဲမုန်လေးတွေဝယ်ကျွေးတတ်ပါတယ်။သူတို့နှစ်ယောက်ကြားကခင်မင်မှုဟာတဖြည်းဖြည်းနဲ့နှက်ဆိုင်လာခဲ့ပါတယ်။တနေ့မှာတော့မိုးတွေအရန်သေးထန်စွာရွာသွန်းခဲ့ပါတယ်။ကိုဆိုင်လေးထဲမှာမေမေကမိုးခိုနေခဲ့တယ်မိုးဆဲသွားတော့ကိုကမေမေကိုထီးလေးတစ်ချောင်းနဲ့အိမ်ပြန်လိုက်ပို့ပေးခဲ့ပါတယ်။လမ်းတစ်လျှောက်လုံးသူတို့နှစ်ယောက်စကားတွေပြောရင်းရေမောပျော်ရှင်ခဲ့ကြတယ်။မေအိမ်ရောက်တော့ကိုကမေမေကိုကြည့်ပြီးမေမေကိုချစ်တယ်လို့ရိုးသားစွာဖွင့်ပြောလိုက်ပါတယ်။မေမေကလည်းရှက်ပြုံးလေးနဲ့ခေါင်းငိမ့်ပြခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးကိုနဲ့မေမေတို့ဟာချစ်သူတွေဖြစ်သွားကြပါတယ်။သူတို့နှစ်ယောက်ဟာကမ်းနားလမ်းလေးမှာလက်တွဲပြီးလမ်းလျှောက်ကြတယ်စာအုပ်ဆိုင်လေးထဲမှာအတူတူစာအုပ်တွေဖတ်ကြတယ်တယောက်နဲ့တယောက်အမြဲတမ်းဂရုစိုက်ပြီးချစ်ခင်ခဲ့ကြပါတယ်သူတို့ရဲ့အချစ်ဟာရိုးသားပြီးလှပလွန်းပါတယ်နှစ်တွေကုန်လွန်ခဲ့ပေမဲ့ကိုနဲ့မေမေတို့ရဲ့အချစ်ကတော့မပြောင်းလဲခဲ့ပါဘူးသူတို့နှစ်ယောက်ဟာလက်ထပ်ပြီးပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်ခဲ့ကြပါတယ်ကမ်းနားလမ်းလေးကစာအုပ်ဆိုင်လေးဟာလည်းသူတို့ရဲ့အချစ်ဇာတ်လမ်းရဲ့သက်သေတစ်ခုအဖြစ်တည်ရှိနေခဲ့ပါတယ်ရိုးသားတဲ့ချစ်ချင်းမေတ္တာဟာအချိန်တိုင်းမှာလှပနေတတ်တယ်ဆိုတာသူတို့ရဲ့ဇာတ်လမ်းလေးကသက်သေပြနေခဲ့ပါတယ်